အာရခတိုင်းသတင်းတန်းရဲ့သတင်းပေါ့ကတ်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူမှာစစ်ကော်မရှင်ရဲ့နေဗီကလက်နက်ကြီးပစ်ခတ်လို့အရက်သားတူသေဆုံးတဲ့ဆိုတဲ့သတင်း။ရသေ့တောင်မှာပြည်သူတချို့အရေးပြားယောဂဖြစ်ပွားနေတဲ့ဆိုတဲ့သတင်း။ဇန်နဝါရီလ1လတွင်စစ်ကော်မရှင်ကြောင့်ရခိုင်မှာပြည်သူ30သေဆုံးပြီး38ဦးဒဏ်ရာရတဲ့ဆိုတဲ့သတင်း။ Nestle နဲ့ဒူမတ်တစိတ်ကလေးဖြစ်ဆွတ်စာများစင်ကာပူမှာပြန်သိမ်းနေတဲ့ဆိုတဲ့သတင်းစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ပုဒ်အနေနဲ့ကြောက်ဖြူမှာစစ်ကော်မရှင်နေပြီးကလက်နက်ကြီးနဲ့ပစ်ခတ်လို့အရက်သားတူသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာဇန်နဝါရီလ30ရက်ညနေဘက်ကစစ်ကော်မရှင်ရဲ့နေပြီးကနေလက်နက်ကြီးနဲ့ပစ်ခတ်လို့အရက်သားပြည်သူတို့သေဆုံးသွားတယ်လို့ဒေသခံတွေကဆိုပါတယ်။ညနေ9နာရီကျော်လောက်ကဇင်းချောင်းဘက်မှာရပ်ထားတဲ့နေဗီကနေလက်နက်ကြီးနဲ့3ချိန်ပစ်တဲ့လက်နက်ကြီးထိလို့အမျိုးသားတယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ကြောက်ဖြူမျိုးဒေသခံတို့ကအာရခတိုင်းကိုပြောပါတယ်။စစ်ကော်မရှင်ရဲ့နေဗီကနေပစ်ခတ်လို့သေဆုံးသွားသူကတော့ကြောက်ဖြူမျိုးနဲ့ဇင်းချောင်းကုံပွဲရွာနေအသက်45နှစ်အရွယ်ရှိဦးမောင်ဖြူဆိုခေါ်ခင်မောင်ထွေးဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ24ရက်ကလည်းစစ်ကော်မရှင်ကဒရုန်းနဲ့လာရောက်ပုံကျဲချခဲ့လို့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာလာသားကလေးငယ်ပါဝင်အရက်သားပြည်သူ3ဦးသေဆုံးခဲ့ပါတယ်။အလားတူဇန်နဝါရီလ22ရက်ကလည်းကြောက်ဖြူမြို့နယ်ကုန်းပေါင်ကြီးရွာကိုစစ်ကော်မရှင်ကအသေးခံဒရုန်းနဲ့လာရောက်ပုံကျဲခဲ့လို့အရက်သားပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ဆက်လက်ပြီးတော့ရသေ့တောင်မှာပြည်သူတချို့အရေးပြားယောဂဖြစ်ပွားနေတဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ရခိုင်ပြည်ရသေ့တောင်မြို့နယ်မှာကလေးငယ်များအပါအဝင်ပြည်သူတချို့အရေးပြားယောဂဖြစ်ပွားနေတယ်လို့ဒေသခံတွေကဆိုပါတယ်။အခုလောလောဆယ်တော့ဆက်ဆောင်စကန်တစ်ခုနဲ့ရွာ300လောက်မှာဖြစ်ပွားနေတဲ့ဖြစ်နေတဲ့လူဦးရေကိုပြောရမယ်ဆိုရင်2000ကျော်မယ်အတိအကျစာရင်းကောက်ထားတာတော့မရှိဘူး2000တော့ကျော်မယ်လို့ရသေ့တောင်မြို့နယ်ဒေသခံတွေကအာရခတိုင်းကိုပြောပါတယ်။အရေးပြားယောဂဖြစ်ပွားရာနေရာတွေကတော့ရခိုင်ပြည်ရသေ့တောင်မြို့နယ်ရှိခြေတော်ရဆက်ရှောင်းစကန်စက်တီတာကျေးရွာမြတီတာကျေးရွာနဲ့ဖြူချောင်းကျေးရွာတို့ပဲဖြစ်ပါတယ်။ကလေးတွေမှာရာနာဘူးလေးတွေပေါက်နေပါတယ်ဆေးတွေလိုနေပါတယ်လို့ကလေးမိခင်တူကလည်းပြောပါတယ်။အရေးပြားယောဂဖြစ်ပွားနေတဲ့ပြည်သူတွေကိုလူမှုကူညီရေးအသင်းဖွဲ့တွေကဆေးဝါးကူညီပေးနေပေမဲ့လာသားရွယ်ကလေးငယ်တွေအတွက်ကုသဖို့တော့ဆေးရှားပါနေတယ်လို့သိရပါတယ်။ရိုးရိုးရေပြားဆေးတောင်တပလင်းကို9000နဲ့6000ကျပေးရတယ်။အဲ့ဒီဆေးတွေကဒီလိုနုနယ်တဲ့ကလေးတွေအတွက်မသင့်တော့ဘူး။ဒီကလေးတွေအတွက်ထုတ်ထားတဲ့ဆေးကရှာနေတယ်ရခဲ့မယ်ဆိုရင်လည်းငွေကြေးရခက်ခဲရှိနေတယ်လို့ဆေးဝါးကူညီပေးနေသူတို့ကဆိုပါတယ်။အာရခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့လည်းအရေးပြားယောဂဝမ်းပြက်ယောဂများဖြစ်ပွားနေတဲ့နေရာတွေမှာကျန်းမာရေးဝန်ဆောင်မှုတွေကိုလှုံ့ဆော်ပေးနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ဇန်နဝါရီလ1လတွင်စစ်ကော်မရှင်ကြောင့်ရခိုင်မှာပြည်သူ30သေဆုံးပြီးတော့38ဦးဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။2026ခုနှစ်ဇန်နဝါရီလ1လတွင်စစ်ကော်မရှင်ရဲ့လေကြောင်းရေကြောင်းကနေလက်နက်ကြီးနဲ့ပစ်ခတ်လို့ရခိုင်မှာပြည်သူ30သေဆုံးခဲ့ပြီးတော့38ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သေဆုံးသွားတဲ့သူတွေကတော့လာသားရွယ်ကလေးငယ်ပါဝင်30ရှိပါပြီစစ်တုံးမှန်မိသားစုဝင်22ဦးအပါဝင်ပေါ်လေလို့စစ်ကော်မရှင်ရဲ့လက်နက်နဲ့တိုက်ခိုက်မှုကိုပတ်တန်းယူနေသူတို့ကအာရခတိုင်းကိုပြောပါတယ်ဇန်နဝါရီလ14ရက်ည10:00နာရီကျော်မှာစစ်ကော်မရှင်ရဲ့နေဗီကနေကြောက်ဖြူမြို့နယ်တဖန်ချောင်းရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်လို့ဒေသခံပြည်သူ2ဦးသေဆုံးခဲ့ပါတယ်ထို့နောက်ဇန်နဝါရီ18ရက်ကလည်းစစ်ကော်မရှင်ကဂျက်ဖိုက်တာတစ်စီးနဲ့ကြောက်ဖြူမြို့နယ်ကြောက်ကလေးရွာကိုဘုံနှလုံးကျဲချခဲ့တာကြောင့်အရက်သားပြည်သူ3ဦးသေဆုံးခဲ့ပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အလားတူဇန်နဝါရီလ20ရက်မှာတော့ကြောက်တော်နဲ့ပုံနာကျွန်းမြို့နယ်အဆက်ချောင်းတူခေါ်စောင်းတုံရွာအနောက်ဘက်ကိုစစ်ကော်မရှင်ကဂျက်ဖိုက်တာနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့လို့စစ်တုံးမှန်မိသားစု22ဦးသေဆုံးခဲ့ပြီး30ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇန်နဝါရီလ22ရက်မှာတော့စစ်ကော်မရှင်ရဲ့အသေးခံဒရုန်းနဲ့ပုံကျဲမှုကြောင့်ကြောက်ဖြူမျိုးနဲ့စင်ချောင်းကုန်းပွေရွာနဲ့ဒေသခံပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇန်နဝါရီလ24ရက်နေ့မှာလည်းစစ်ကော်မရှင်ကကြောက်ဖြူမျိုးနဲ့မူရင်းရွာကိုအသေးခံဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လာသားရွယ်ကလေးငယ်တူအပါအဝင်ပြည်သူ3ဦးသေဆုံးခဲ့ပြီးတော့4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူပဲဇန်နဝါရီလ30ရက်ကလည်းကြောက်ဖြူမျိုးနယ်စဉ်6ရွာကိုစစ်ကော်မရှင်ရဲ့နေဗီကနေလက်နက်ကြီးနဲ့ပစ်ခတ်လို့ဒေသခံပြည်သူတို့သေဆုံးခဲ့ပါသေးတယ်။အခုနောက်ဆုံးတစ်ပုံအနေနဲ့ Nestle နဲ့ဒူးမတ်တစိတ်ကလေးဖြစ်ဆွတ်စာများစင်ကာပူမှာပြန်သိမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ Nestle နဲ့ဒူးမတ်မတ်တစိတ်ကလေးဖြစ်ဆွတ်စာ5မျိုးကိုစီရိုလိုက်အစိတ်ပါဝင်နိုင်ခြေရှိတာကြောင့်ဈေးကွက်မှာရောင်းချမှုရပ်နာဖို့နဲ့ကလေးတွေကိုမတိုက်ကျွေးဖို့စင်ကာပူအစားအသောက်အေဂျင်စီကဇန်နဝါရီ18ရက်မှာထုတ်ပြန်ထားပါတယ်။ Nestle နဲ့ HA1, Spring Pro, Dumas, Dulux One စတဲ့ကလေးဖြစ်ဆွတ်စာ5မျိုးကိုဈေးကွက်ထဲကနေပြန်သိမ်းနေတာပါ။ဒါ့အပြင်အဲ့ဒီအမှတ်တစိတ်တွေကိုဝယ်ထားမိရင်လည်းကလေးတွေကိုမတိုက်ကျွေးဖို့နဲ့စားသုံးပြီးတော့အဆိပ်သင့်လက္ခဏာဖြစ်လာခဲ့ရင်ဆေးဘက်ဆိုင်ရာအကြံပြုချက်တွေရယူဖို့ကိုလည်းစင်ကာပူနိုင်ငံမှာထုတ်ပြန်ထားတယ်လို့သိရပါတယ်။အဲ့ဒီဖြစ်ဆွတ်စာတွေထဲမှာပါဝင်တယ်လို့တန်တရားရှိတဲ့စီရိုလိုက်စိတ်ကိုစားသုံးပြီးမိနစ်30ကနေ6နာရီအတွင်းမအီမသာဖြစ်တာအန်နာဝမ်းပိုက်အောင်တာဝမ်းလျှောတာတွေဖြစ်စေနိုင်တာကြောင့်ကလေးငယ်တွေနဲ့ခုကက်အားနေတဲ့သူတွေစားသုံးမိမယ်ဆိုရင်စိုးရိမ်ရတယ်လို့လည်းဆိုပါတယ်။အဲ့ဒီကလေးဖြစ်ဆွတ်စာ5မျိုးကိစ္စနဲ့ပတ်သက်ပြီးတော့စင်ကာပူနိုင်ငံမှာဆောင်ရွက်နေတာတွေကိုစင်ကာပူနိုင်ငံဆိုင်ရာမြန်မာတန်ယုံကအကြောင်းကြားလာတာကြောင့်စစ်ကော်မရှင်ရဲ့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနကလုပ်ငန်းရှင်တွေကိုလိုအပ်သလိုဆက်လက်ဆောင်ရွက်ဖို့ဆိုပြီးဇန်နဝါရီ20ရက်ကစပေးပို့ထားတာတွေ့ရပါတယ်။အဲ့ဒီကုန်ပစ္စည်းတွေမြန်မာနိုင်ငံမှာဆက်လက်ရောင်းချခွင့်နဲ့ပတ်သက်ပြီးတော့ဘယ်လိုဆောင်ရွက်မလဲဆိုတာကိုတော့စစ်ကောင်စီရဲ့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။